Any blood, thank God. A virgin. You must be unique in your family. အဲ့ရခင်ပေါ်ကသွေးကွက်တွေကိုမြင်လိုက်တာနဲ့သူမရဲ့ခင်ပွန်းဟာသူမကိုရိုင်းရိုင်းဆိုင်ဆိုင်စတင်ဆဲဆိုပါတော့တယ်။အဲ့ဒီအချိန်မှာလူခီးစီးယားတယောက်လုံးဝကိုစိတ်တကျသွားခဲ့ရတယ်။ဂျီယိုဗာနီကတဘာဝအတိုင်းရက်ဆက်တက်မှန်းသူမသိထားပေမဲ့သူတို့ရဲ့မင်္ဂလာဦးညမှာဒီလောက်ထိနှိမ့်ဆက်လိုက်မယ်လို့တော့သူမလုံးဝမထင်ထားခဲ့ဘူး။ဒါပေမဲ့လည်းလူခီးစီးယားဟာအားလုံးကိုအံ့ကျိတ်ခံခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ပခုံးပေါ်မှာမိသားစုရဲ့တာဝန်တွေကိုထမ်းပိုးထားရလို့ပါပဲ။သူမခင်ပွန်းရဲ့အာဏာကမှသူမဖခင်ရဲ့ပိုရဟန်မင်းကြီးယာရုကိုခံမြဲစေမှာဖြစ်ပါတယ်။ဒီလိုနေ့ရက်တွေကခံရခက်လုံးလာပေမဲ့ကံကောင်းတာတစ်ခုကသူမချစ်ရတဲ့သူပါလို့ရှိနေတာကြောင့်လူခီးစီးယားအတွက်အနှဲငယ်တော့စိတ်သက်သာရစေပါတယ်။သူမခင်ပွန်းအမဲလိုက်ထွက်တဲ့နေ့ဘက်တွေမှာဆိုရင်ပါလိုကမြင်းတကောင်နဲ့သူမကိုတောအုပ်ထဲခေါ်သွားလိမ့်ရှိပြီးဂျီယိုဗာနီပေးတဲ့ဒုက္ခတွေကိုမြစ်ပြောက်အောင်စူးစမ်းပေးခဲ့ပါတယ်။ပါလိုဟာလူခီးစီးယားလိုမြင့်မြတ်ပြီးလှပတဲ့ပိုရဟန်မင်းကြီးရဲ့တမီးတော်တယောက်ကဘာလို့ဒီလိုလူအိုကြီးရဲ့နှိမ့်ဆက်မှုကိုခံနေရတယ်လဲဆိုတာနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။သူမရဲ့ဆင်းရဲဒုက္ခတွေကသူ့ကိုပါအကြီးကျယ်နာကျင်စေတာကြောင့်သူ့စိတ်ထဲမှာအကြံတစ်ခုရလာပါတော့တယ်။အဲ့ဒီညမှာပဲပါလိုဟာမြင်းကုန်းကြီးကိုတိတ်တဆိတ်ပြုပြင်ထားလိုက်တဲ့တကယ်ပဲနောက်တနေ့မှာဂျီယိုဗာနီဟာမြင်းပေါ်ကပြုတ်ကျပြီးညာဘက်ခြေထောက်ပြင်းပြင်းထန်ထန်ကျိုးသွားပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့လူခီးစီးယားဟာစိတ်ထဲကနေတိတ်တဆိတ်ဝမ်းသာနေခဲ့ပါတယ်။အခုဆိုရင်ဂျီယိုဗာနီဟာနေ့ဘက်မှာအမဲမလိုက်နိုင်တော့သလိုညဘက်မှာလည်းသူမကိုနှိပ်စက်ဖို့အင်အားမရှိတော့ပါဘူး။သူမကိုပို့ပြီးစိတ်လှုပ်ရှားစေတာကဒီအခြေအနေဟာတော်တော်ကြာဦးမှာပဲဖြစ်ပါတယ်။ခင်မုန်းဖြစ်သူရဲ့နှိပ်စက်မှုတွေမရှိတော့တဲ့နောက်မှာလူခီးစီးယားဟာတဖြည်းဖြည်းရဲတင်းလာခဲ့တယ်။သူမဟာပါလိုနဲ့တောနက်ထဲမှာခဏတွေ့ုံတင်မကပဲသူမရဲ့အိတ်ခမ်းထဲအထိတောင်ဖိတ်ခေါ်ဖို့အထိရဲတင်းလာခဲ့ပါတယ်။အရာအလုံးကိုကောင်းကောင်းဖုံးကွယ်ထားနိုင်ပြီလို့သူမထင်ခဲ့ပေမဲ့ကံကြမ္မာကတော့တခြားစီဖြစ်နေခဲ့တယ်။ဒီနေ့မှာသူမနဲ့ပါလိုတို့အပေါ်ထက်မှာတိတ်တဆိတ်တွေ့ဆုံနေတော့မှာပဲဂျီယိုဗာနီဟာမမျှော်လင့်ပဲရောက်ရှိလာပါတော့တယ်။